အိမ်မှာအလွယ်တကူချက်စားလို့ရတဲ့ရိုးရှင်းလွယ်ကူတဲ့ပဇွန်တုပ်စီပြန်ဟင်းချက်ပြမယ်အရင်ဆုံးဒီပဇွန်တုပ်ကိုဒီဘဝကနေပြီးတော့ဒီဘဝရောက်သွားအောင်တေချာလေးလှုပ်လိုက်ရမယ်မပြီးသေးဘူးစားစနွင်းနေရအောင်မယ်ပဇွန်တုပ်က6កောင်မို့လို့ကျွန်တော်ကတော့ကြက်သွန်နှလုံးပဲသုံးပါတယ်ငုတ်သီးစဲကိုလိုအပ်တဲ့လောက်ပါပါလေးလှီထားမယ်โอเคစချက်ရအောင်အိုးပူလိုက်ရင်အိုးထဲစီထည့်မယ်နည်းနည်းဟိုဒီရွှေ့လိုက်မယ်စီပူလိုက်ရင်စီထဲကိုစနေမုံနဲ့ထည့်ပြီးရင်ခုနလှီထားတဲ့ကြက်သွန်တွေထည့်မယ်တမအောင်မှွေပေးမယ်ရွှေအောင်တန်းလာရေးထိစောင့်မယ်ငုတ်သီးမုတ်ထည့်မယ်မဆလာထည့်မယ်တေချာတမအောင်မှွေပေးမယ်အိုးမကတ်သွားအောင်ထက်ခါလေးနည်းနည်းမှွေပေးမယ်ကဲအခုပဇွန်ထည့်မယ်တေချာလေးပြီးမှွေပေးမယ်ပဇွန်တွေပဲအရင်ထည့်မယ်ပဇွန်6တောက်တွေကိုမထည့်သေးဘူးဘာဖြစ်လို့လဲဆိုတော့မှွေတဲ့အခါမှာပဇွန်6တောက်တွေကပဇွန်တွေကိုပုံစံပြတ်သွားစေနိုင်တယ်အရသာအတွက်စားနဲ့အချိုမုတ်ကိုလိုအပ်တဲ့လောက်ထည့်မယ်ပြီးရင်တော့တေချာလေးတမအောင်မှွေမယ်ပြီးွားရင်အခုနကပဇွန်6တောက်တွေကိုအပေါ်မှာထည့်လိုက်မယ်ပြီးရင်ရေနည်းနည်းလေးထည့်လိုက်မယ်ထည့်ပြီးွားရင်အဖုံးအုပ်ပြီးတော့ထားလိုက်ပါမီးအေးနဲ့10မိနစ်လောက်ထားပြီးွားရင်တော့အခုလိုမျိုးကြက်စပြုတ်လာတဲ့ပဇွန်တွေ့ရပါလိမ့်မယ်အဲ့ချိန်မှာအခုနငရုတ်သီးတွေကိုထည့်လိုက်မယ်ပြန်အုပ်ထားလိုက်မယ်2မိနစ်3မိနစ်လောက်မီးအေးနဲ့ထားပြီးသွားတဲ့အခါမှာတော့အခုလိုမျိုးမှုေးကြိုင်နေတဲ့ပဇွန်တုပ်စီပြန်ဟင်းမှုလေးရပါပြီအရန်လွယ်ကူရိုးရှင်းလို့ကိုယ်တိုင်ချက်စားကြည့်ပါ